စီဆွမ်းမှာဖြစ်ပါတယ်တေစီဆွမ်းမဆိုတော့ဘယ်လိုဆွမ်းမလဲဆိုတော့တေစီကရှိလက်ရှာရမှာဖြစ်ပါတယ်ထုံးစံတိုင်းပဲပေါ့တေစီကလက်ရှာရမှာဖြစ်ပါတယ်တေစီကရှာဖို့ဘယ်နေရာသွားမလဲဆိုတော့ကျွန်တော်တို့ကန်းရှိရရှိဘက်သွားမှာဖြစ်ပါတယ်ရှိဘက်ဆိုတော့တေစီဆွမ်းဆိုတော့တေစီကလက်ရှာမယ်ဒီစိတ်ကမိုင်းလိုက်ဟောဘာတော်ရကွာဘလို့ကောင်းမှမသိဘူးသွားပြီသွားပြီဆွေပြမလာပြင်မလို့နှကောင်လုံးဖိနေတယ်နှကောင်လုံးလဲရနော်တို့သွားမှာပဲပါတယ်တေစီကလိုက်ရှာမှာအမလည်းတေစီကရှာနေမတွေ့သေးဘူးလောက်ပြန်ပြီဒီဆိုင်ကလည်းကွာဘယ်လိုဆိုင်ကလည်းမသိဘူးဖိုင်းလိုက်တာငါသားရလောက်ပြန်ပြီလို့ဘာဆိုင်ကလည်းစက္ကန့်မျိုးစောက်ပြပြပါအဲ့ဒါဘာဆိုင်ကလည်းလို့ဒီတေစီကခုမှလာရှာနေတာကွာဘယ်မှာလဲလို့တေစီကလည်းတစည်းလုံးမှာပါလားတွားတေစီကဘယ်မှာလဲဒီလဲနဲ့ဝင်ပြီးတော့ဒီဘက်ကွတ်ပြီးတော့မရှာဘယ်တစ်ခါပြည့်နေပြီလဲဒီလိုမှောက်နေတာစိတ်ညစ်ပါလေမနော်တေစီကပြန်လုံးမယ်ပြန်ရှာတေစီကလည်းဘာဖြစ်လို့ရှာနေတာလဲဒီဘက်ပဲတွားကြည့်တော့မှာကွာလူလေးလည်းမသိဘူးတေစီကကျွန်တော်ယူမလားရှာနေတာနော်ယောတေစီကတွေ့ပြီလုံးလိုက်တော့အဲ့ဒါရေရောပိုက်ဆိုးလိုက်တော့ဟိုမှာတကောင်တွေ့နေရပြီဖေးရအောင်ပြီးရင်ပြန်လာပေးမယ်နော်ကတစီကြဝတ်ပေးမယ်ငါမှပတ်စံတိကပန်းပေးနေတာတင်ကပန်းဘယ်တင်စီဆောင်ကောင်းလဲဘယ်မှာလဲတို့လေဟုတ်တေစီရှာတယ်မလားဟုတ်အမိုက်ဘယ်သွားမလဲဆိုတော့ဘယ်ရောက်သွားဒီမှာတီးပြီဒီနေရာဒေါ်လာ20သူမ20လို့ပဲပေးပါနော်ဒေါ်လာ20လို့သူရပြီကျွန်တော်တို့20လို့ရတယ်နော်နည်းလေးတချိန်တမချက်ကတိုးတကူဖြစ်နေပြီအနေရလဲဒီရှိမှာရှိကော$10ပဲပေးတယ်ဗျဒီမှာ$10နဲ့ဟုတ်သိန်းခွဲလောက်ပဲရှိတယ်မမဟုတ်လေရတိုင်းကျော်ဆိုတာဘာဖြစ်လို့ဒီလိုများကောင်းရငါလက်တိတ်တေစီဆွဲနေပဲခင်ဗျားတို့ပြေးကြပါလမ်းမှာဖက်ပေးပါဘာဖြစ်နေကြလဲဒီကားတွေကဒီမှာ
ဟာဘာလဲကောင်းမကျွမ်းနေတယ်ပါလို့အဒီလောက်ကငါမောင်းမနိုင်ဘူးလေဟုတ်တယ်လို့အေးတွားပြီးကွာအဲ့ရေနော်အဲ့ရေစကန်လမ်းမဟုတ်လားတွားလို့ဟာရငါကောင်းဝင်ကြောင်းတယ်တက်ဝါဘာဖြစ်တာလဲဒီကမောင်းနေတဲ့ကားရအနည်းအောင်ကြောင်းနဲ့ကျွန်တော်လာပြောင်းနေတာပြောနှစ်ယောက်လို့ပိန်ပါလို့မကြည့်ကားတော့ကျွန်တော်တို့ရန်ရရလေးပုတ်ကတော့ဟာထွက်ဟာကွာတွားပြီးဆက်ဒေါ်လာပဲရတယ်လေဟာဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဒီဗီဒီယိုကိုကြိုက်နေတဲ့ like လေတယောက်တစ်ချက်နဲ့နှိပ်ပေးပါဒီ channel တွေကအသိဟုတ်တာမလို့အသိဖြစ်တာမလို့ကျွန်တော်ကို like and subscribe လေးလုပ်ပေးပါဗျအားလုံးပဲ bye bye ပါ